ဒီရာသီ Chelsea အသင်းရဲ့ပထမဆုံးပွဲကိုလန်ဒန်ဒါဘီနဲ့ဖွင့်မယ်ဒီကိုအားလုံးပဲမင်္ဂလာပါ Sport Geek ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ခုနလေးပြောသွားတဲ့အတိုင်းပါပဲကျွန်တော် Chelsea အသင်းကဒီရာသီရဲ့ပထမဆုံးပွဲကိုလန်ဒန်ဒါဘီနဲ့အစချိန်မှာဖြစ်ပါတယ်လန်ဒန်ဒါဘီဆိုတဲ့အတိုင်းပြိုင်ဆိုင်မှုပြင်းထန်မယ်ဒါပေမဲ့ပြန်ပဲအသင်းကဖြတ်မြင်းအသင်းဖြစ်တဲ့ဖူဟန်အသင်းဖြစ်တယ် Premier League အဆင့်တန်းနဲ့ကြည့်မယ်ဆိုရင်ရန်ကြီးကောင်းမွန်နေတဲ့အသင်းမျိုးရန်ကြီး strong ဖြစ်နေတဲ့အသင်းမျိုးတော့မဟုတ်သေးပါဘူးဒီတော့ဒီပွဲမှာကျွန်တော် Chelsea အသင်းကနိုင်လိမ့်မယ်နိုင်မှလည်းရပါလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော် Chelsea အသင်းကရှေ့ရာသီတော့ရုန်းကန်ခဲ့ရတယ်ဒီပြအသင်းနဲ့အသားမကျတာတွေကစားသမားတန်ရာတွေဒါမျိုးတွေအများကြီးခံခဲ့ရပါတယ်ဒါပေမဲ့ဒီရာသီမှာတော့အဲ့လိုမျိုးမဟုတ်တော့ပါဘူးနည်းနည်းလေးပြောင်းလဲသွားတဲ့အရာတွေရှိပါတယ်ဒါကဘာလဲဆိုတော့ဇာဘီလွန်ဆိုရောက်လာတယ်မန်နေဂျာယာဒူးနဲ့နီးပြအသစ်ခန့်ရလိုက်တယ်ကင်တွယ်တဲ့ပုံကလည်းကောင်းမွန်တယ်ဒီတော့သူ့စီကနေအများကြီးမျှော်လင့်ထားလို့ရတယ်နောက်တစ်ချက်ကလူခေါ်ယူမှုတွေပဲဖြစ်ပါတယ်ကစားသမားခေါ်ယူမှုတွေကလည်းကျွန်တော် Chelsea အသင်းအတွက်ကတော်တော်လေးကောင်းတဲ့ခေါ်ယူမှုတွေရှိနေတယ်အားကိုးလို့ရမယ့်ကစားသမားတွေအများကြီးရောက်လာပါတယ်ဒီတော့ကျတော့ဒီရာသီမှာကျွန်တော်တို့ hype တာမဆန်းပါဘူးကျွန်တော် Chelsea အသင်းကအခန်းဘက်ပြန်လာဖို့ရာခိုင်နှုန်းတော်တော်လေးများပါတယ်ဟုတ်ပြီဒါတစ်ချက်ပါဒီတော့နောက်တန်းကိုကြည့်မယ်နောက်တန်းမှာလည်းဝါရင်ကစားသမားတစ်ယောက်ခေါ်ယူထားတယ်ပြီးတော့လက်ရှိနောက်တန်းနေလည်းအထိုင်ကျဖို့ကြိုးစားနေတယ်ကွင်းလယ်မှာဆိုရင်လည်းကိုပါမားကရှေ့ရာသီတန်ရာကြောင့်အထိနာခဲ့တယ်ဒါပေမဲ့ဒီရာသီမှာတော့သူ့စီကနေအကောင်းဆုံးပုံစံကိုမျှော်လင့်ထားလို့ရပါတယ်နောက်တစ်ချက်အနေနဲ့အထောင်တိုက်စစ်ပဲဖြစ်ပါတယ်အထောင်တိုက်စစ်ကဂျောက်ဘတ်ရိုပေါ့နော်သူ့တော့ကျွန်တော်တခုတတိထားစရာလေးရှိရလို့ပြောရမှာဘာလို့လဲဆိုတော့ဂျောနံပါတ်9ကိုဝစ်ဆင်ထားလို့ဖြစ်ပါတယ်အားလုံးပဲသိတဲ့အတိုင်းကျွန်တော်တို့ Chelsea အသင်းကဂျောနံပါတ်9ချိန်သားဆိုတာတော်တော်လေးစိုးပါတယ်အဲ့တော့ကျတော့ကျွန်တော်ကတော့ဂျောနံပါတ်9ချိန်သားကိုဂျောက်ဘတ်ရိုခြေဖြတ်သွားမလားဆိုတာရင်တမမနဲ့ကြည့်ရအောင်ပါဘာဖြစ်ပြန်ပြီးတော့အကုန်လုံးခြုံလိုက်မယ်ဆိုရင်ဒီရာသီကကျွန်တော် Chelsea အသင်းကသွေးသစ်တွေလောင်းထားတယ်လူငယ်ကစားသမားတွေခေါ်ယူထားတယ်တဘာရင်ဝိုင်းကစားသမားနောက်တန်းတွေလည်းခေါ်ယူထားတယ်အဲ့လိုမျိုးနဲ့ဒီရှိပြီးသားကစားသမားတွေရဲ့ effort နဲ့ထုတ်လိုက်မယ်ဆိုရင်တေချာပေါ့ဒီပွဲကမနိုင်စရာအကြောင်းရင်းကိုမရှိတဲ့ပွဲမျိုးပါဒီတော့ကျွန်တော်ကဒီပွဲကိုကျွန်တော် Chelsea အသင်းနိုင်နေပဲအဆုံးသတ်မယ်လို့ခံမှန်းထားပါတယ် brother တော့ဘယ်လိုခံစားချက်တွေရှိလဲဆိုတော့ comment မှာချက်မြောက်ပေးသွားလို့ရပါတယ်စိတ်ပါဝင်စားရဲဆိုရင်လည်း Sport Geek Viber Telegram ဖုန်းနံပါတ်3996689885ကိုဆက်သွယ်ဆောင်ရွက်လိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာကလမသုံးလေးကြီးစုသားပေးညီကိုအားလုံးလည်းကျေးဇူးတင်ပါတယ်